Welcome to Math Class, YGELC Learning Center. Pythagorean Theorem Questions and Answers. Question 1 ကိုလေ့လာရအောင် Solve for x. A9, B10, C12, D14. ဒီပုဒ်စာမှာဆရာတော် x ရဲ့တန်ဖိုးကိုရှာပြရမှာဖြစ်တယ်ပုံကိုကြည့်ရအောင်ပုံကဒေါင်းမန်3ကန်ပုံဖြစ်တဲ့အတွက်ဒေါင်းမန်3ကန်ပုံရဲ့အနာတန်ဖိုးကိုရှာချင်ရင်ဆရာတော်ပိုက်တာဂိုရန်သီအိုရမ်ကိုသုံးပြီးတော့ရှာပြရမှာဖြစ်ပါတယ်ပိုက်တာဂိုရန်သီအိုရမ်ရဒေါင်းမန်ကန်အနာနှစ်ထပ်တင်ထားတဲ့တန်ဖိုးဟာကျန်အနာတွေကိုနှစ်ထပ်တင်ပြီးပေါင်းခြင်းတန်ဖိုးနဲ့ညီတယ်လို့ဆိုထားတယ်ဒါဆိုရင်ဆရာတော်ပုံသင်နည်းနဲ့ကြည့်ရအောင် a square plus b square equal to c square ဒီနေရာမှာ c square ကဒေါင်းမန်ခံအနာ a square နဲ့ b square ကကျန်အနာဒါဆိုရင်ဒေါင်းမန်3ကန်တစ်ခုရဲ့ဒေါင်းမန်ခံအနာကိုဆရာတို့ဘယ်လိုရှာကြမလဲပုံကိုကြည့်ရအောင်ပုံမှာဒေါင်းမန်ကြားနေတဲ့ဒေါက်ရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့အနာကိုဒေါင်းမန်ခံအနာလို့ခေါ်တယ်ဒါကြောင့် s ကဒေါင်းမန်ခံအနာဖြစ်တယ်ဒါဆိုရင်ဒေါင်းမန်ခံအနာဖြစ်တဲ့ s ကိုနှစ်ထပ်တင်ထားတဲ့တန်ဖိုးဟာကျန်အနာတွေဖြစ်တဲ့6ရဲ့8ရဲ့ကိုနှစ်ထပ်တင်ပြီးပေါင်းခြင်းနဲ့ညီမယ်ဒါကြောင့်6 square plus 8 square equal to x square 6 square ဒီ6 into 6ဆိုတော့36 8 square ဒီ8 into 8ဆိုတော့64ရမယ်36နဲ့64ပေါင်းတော့100 100ဆိုတာက x square ရဲ့တန်ဖိုးပုံစံမှာစာခိုင်းတာက x ရဲ့တန်ဖိုးဆိုတော့ x square ကို square ပြောင်းချင်တယ်ဆိုရင်နှစ်ဖက်စလုံးကိုဆရာတို့ square root တင်ရမယ်ဒါဆိုလို့ရှိရင် x က square ပြောင်းပြီးတော့ x equal to square root 100ဖြစ်သွားမယ် square root 100ကိုရှာလိုက်ရင်10ရလာမယ်ဒါကြောင့်အဖြေကတော့ B 10ပဲဖြစ်ပါတယ် question 2ကိုဆရာတို့ဆက်ပြီးတော့လေ့လာကြရအောင်ဒီပုဒ်စာမှာဒေါင်းမန်3ကန်တစ်ခုရဲ့အနာဖြစ်တဲ့ x ရဲ့တန်ဖိုးကိုရှာပြရမယ်ဒေါင်းမန်3ကန်အနာတန်ဖိုးကိုလိုချင်ရင်ပိုက်တာဂိုရန်သီအိုရမ်ကိုသုံးပြီးတော့ရှာပြရမယ်ပိုက်တာဂိုရန်သီအိုရမ်အရဒေါင်းမန်ကန်အနာကိုနှစ်ထပ်တင်ထားတဲ့တန်ဖိုးဟာကျန်အနာနှစ်ဖက်ကိုနှစ်ထပ်တင်ပြီးပေါင်းခြင်းနဲ့ညီတယ်ဆိုတော့ပုံမှာဒေါင်းမန်ကန်အနာကိုဆရာတို့ရှာရအောင်ဒေါင်းမန်ကြားတဲ့ဒေါက်ရဲ့မျက်နှာချင်းဆိုင်အနာကဒေါင်းမန်ကန်အနာဆိုတော့29ဒီဒေါင်းမန်ကန်အနာဒေါင်းမန်ကန်အနာဖြစ်တဲ့29ကိုနှစ်ထပ်တင်ထားတဲ့တန်ဖိုးဟာကျန်အနာတွေဖြစ်တဲ့ x နဲ့21ကိုsquare တင်ပြီးပေါင်းထားခြင်းနဲ့ညီမယ်ဒါကြောင့်29 square equal to x square plus 21 square ရမယ်29 square ရဲ့တန်ဖိုးကိုရှာလိုက်တော့ h41 21 square ရဲ့တန်ဖိုးကိုရှာလိုက်တော့441ရမယ်ဆရာတို့ရှာနေတဲ့တန်ဖိုးက x ရဲ့တန်ဖိုးဆိုတော့ plus 441ကိုဆရာတို့မလိုချင်ဘူး plus 441ကိုဖျောက်ချင်တယ်ဆိုရင်နှစ်ဖက်စလုံးကို minus 441ထည့်ပေးရမယ်ရှင်းလိုက်တော့ x square equal to 400ရမယ် x square မှာ x ပဲလိုချင်တယ်ဆိုရင်နှစ်ဖက်စလုံးကို square root တင်ရမယ်ဒါဆိုရင် x equal to square root 400ဖြစ်သွားမယ် square root 400ရဲ့တန်ဖိုးကိုရှာလိုက်တော့20ရမယ်ဒါဆိုရင်အဖြေက A 20ပဲဖြစ်ပါတယ်နောက်ဆုံးပုံအနေနဲ့ဆရာတို့ question 3ကိုဆက်ပြီးလေ့လာရအောင် question 3ကလည်းဒေါင်းမန်3ကန်ရဲ့အနာတန်ဖိုးကိုရှာခိုင်းတဲ့အတွက်ပိုက်တာဂိုရန်သီအိုရမ်ကိုသုံးပြီးဆရာတို့ရှာပိုက်တာဂိုရန်သီအိုရမ်ဆိုတာဒေါင်းမန်ကန်အနာနှစ်ထပ်သည်ကျန်အနာတွေကိုနှစ်ထပ်တင်ပြီးပေါင်းခြင်းနဲ့ညီတယ်ဒီပုဒ်စာမှာဆရာတို့ကိုဒေါင်းမန်ကန်အနာရဲ့တန်ဖိုးကိုပေးထားတယ်ဒေါင်းမန်ကန်အနာက15ဒါဆိုရင်15 square equal to x square plus 11 square 15 square က15 into 15ဆိုတော့225 x square က x square ပဲ11 square က11 into 11ဆိုတော့121ရမယ်ဒါဆိုရင်225 equal to x square plus 121 x square ပဲခြံပြီးတော့ဆရာတို့ plus 121ကိုရှင်းမယ်နှစ်ဖက်စလုံးကို minus 121ထည့်ပေးရမယ်ဒါဆိုရင်225 minus 121 equal to x square plus 125 minus 121ရမယ်225နဲ့121ကိုဆရာတို့နှုတ်လိုက်တော့104 x square ကဒီတိုင်းပဲ plus 121နဲ့ minus 121နဲ့ကတော့ခြေသွားမယ်ဒါဆိုရင်104 equal to x square ကျန်မယ် x square မှာဆရာတို့ x ပဲလူချင်တယ်ဆိုတော့ square ဖြောက်ချင်ရင်နှစ်ဖက်စလုံးကို square root ထည့် square root 104 equal to square root x square အဲ့ဒီမှာ
square root နဲ့ဆရာတို့เนาะ square နဲ့ကြည့်သွားမယ် square root 104ကိုရှာလိုက်တော့ 10.19 ဒါကို calculator နဲ့ဆရာတို့ရှာလို့ရတယ်เนาะ10.19 ကိုအနည်းဆက်ဆုံးဆရာတို့ယူမယ်ဆိုရင်9ကို12လိုက်ပေါ့နော်12လိုက်မယ်ဆိုလို့ရှိရင်ဆရာတို့10.2ရအဖြေကတော့ D 10.2ပဲဖြစ်ပါတယ် Thank you for watching.